အားလုံးပဲမင်္ဂလာပါကျွန်တော်ဟဲလီပါဒီနေ့ကျွန်တော်ဖြိုးဧကဒီဆရာဖြိုးဧကရေးထားတဲ့ဒုချစ်တဲ့ကဘာမြေဆိုတဲ့ချင်းလေးကိုဒီနေ့လာရောက်တည်ဆိုရင်းနဲ့ဒါကျွန်တော် shooting ပေါ့နော်ဒီချင်းလေးကတော့ကျွန်တော်စကြားတဲ့ကရင်ထဲကိုလည်းရောက်ပါတယ်နောက်တစ်ခုကကျွန်တော်ချစ်တဲ့เนาะကျွန်တော်ပရိသတ်တွေကျွန်တော်မိတ်ဆွေတွေဒီငလျင်ဘေးမှာတော်တော်များများပေါ့နော်တချို့လည်းအသက်အန္တရာယ်ထီကိုဒုက္ခရောက်သွားကြတယ်တချို့လည်းအိုးအိမ်စီးစိမ်တွေပျက်စီးသွားကြတယ်မူတည်ပြီးတော့တော်တော်လေးကိုစိတ်ထိခိုက်ခဲ့ရပါတယ်ပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်လည်းအရန်ကြီးရန်ကုန်မှာအခြေအနေမဆိုးပေမဲ့လည်းကျွန်တော်တို့ကိုယ်တိုင်ငလျင်တိုင်ကိုခံစားခဲ့ရတယ်ပေါ့နော်ဒီလိုမျိုးမှာအခုလိုမျိုးဖြစ်သွားတဲ့အချိန်မှာတော်တော်များများရဲ့ဒါအိုးအိမ်စီးစိမ်အသက်ဘေးတွေထိခိုက်ကြတဲ့ပုံမှာမူတည်ပြီးတော့တော်တော်လေးကိုကျွန်တော်လိုပဲစိတ်ထိခိုက်တဲ့သူတွေလည်းဒါတနိုင်ငံလုံးနှီးပါရှိကြပါတယ်အဲ့လိုမှာပဲကျွန်တော်တို့ကဘာလဲဆိုတော့ဒီတစ်ခုခုပေါ့နော်ကျွန်တော်ဘာပြန်လှုပ်ပေးခြင်းလဲလှုပ်ပေးလို့ရတဲ့ဟာပေါ့နော်အဲ့တော့ဖြစ်ချင်တော့ဒီဖြိုးဧကတချင်းလေးကကျွန်တော်လာပြတဲ့အချိန်မှာကျွန်တော်လည်းဒီတချင်းလေးကိုတော်တော်လေးခံစားရပါတယ်အဲ့တော့ဒီတချင်းလေးကကျွန်တော်တို့ငလျင်ဘေးတဲ့နဲ့ညီကိုမောင်နှမတွေအတွက်ခွန်အားလေးတစ်ခုဖြစ်စေမယ်ဆိုရင်ပဲကျွန်တော်ကျင်းနေလာပါပြီနောက်ထပ်လည်းကျွန်တော်တို့ပေါ့နော်ဒါအလင်းတင်လို့ပြန်လေထူထောင်ရေးလုပ်ငန်းတွေမှာပေါ့နော်ကျွန်တော်တို့ဒီအမှုပညာအင်အားနဲ့ပါဝင်ဖို့လည်းအသက်မှာပဲအဓိကကတော့အားလုံးပေါ့နော်ကျွန်တော်တို့ချစ်တဲ့ပြည်သူပြည်သားတွေအားလုံးဟိုအရင်လိုပဲတော့ကျန်းကျန်းမာမာချမ်းချမ်းသာသာနဲ့တတရရအားလုံးပြန်လေတွေးဆုံကြပါတယ်အားလုံးเนาะကျွန်တော်တငယ်ချင်းတွေမိတ်ဆွေတွေပြည်သက်တွေအားလုံးလည်းကျမ်းမာခြင်းချမ်းသာခြင်းတွေနဲ့လူဝင်ဆန္ဒတွေပြည့်စုံပါစေလို့ကျွန်တော်ဆုတောင်းပေးချင်ပါတယ်